ကိုယ့်ရဲ့လုံနိုင်စွမ်းအားကိုချဲ့တယ်ဆိုတာဟာလေအဲ့ဒါလေးကညီမလေးအခုရဲ့ပိုင်းမှာတတိထားမိတာပေါ့အဲ့မှာအေးရေးကပြည့်နေလို့ထင်တာပေါ့နော်အဲ့လိုနဲ့ကိုကိုအများကြီးလှုပ်ဖွင့်မပေးထားဘူးပဲအဲ့လိုကိုလုံနိုင်တာဒီထက်ပိုတယ်ပေါ့နော်ဒါထက်ချဲ့ရင်ချဲ့နိုင်တယ်လို့ကိုမှရှိတယ်ဆိုပေါ့နော်အဲ့ဒါလေးညီမလေးအားလုံးတီးပြီးပြီဆိုပဲဒါလေးမေရောဖြစ်နေတယ်ပေါ့နော်ဒီထက်မြင့်တဲ့လမ်းကိုလမ်းမယ်ဆိုပြီးတော့စိတ်နဲ့သွားတာပေါ့နော်လေးလာထားရတယ်မပြီးဘူးနော်လက်တွေတချို့လူတန်းကလေလက်လေးလာတဲ့အပိုင်းကိုတော့လူကအားတန်ကြတယ်ဒီခေတ်ကနော်ညီမလေးပြောသလိုပဲလုံနိုင်တယ်ဟိုအလောက်ကပေးတဲ့စိတ်ပင်မှုတွေကတော့ဒါတကန်တာကိုပြန်ရှာတွေ့သွားတာသူကငယ်တော့ကြလို့ရှိရင်ကျွန်တော်ဘယ်လိုလဲဆိုတော့ဒါလေးတွေပုံမှန်လုတ်ဖြစ်သွားတယ်ဆိုရင်ဒါပဲဖြစ်အကျိုးရှိတယ်လေအောင်မြောင်လုပ်မယ်ကျွန်တော်အချင်းချင်းဆွဲခေါ်သွားကြမယ်ဗျာသိရမလားလူတွေကအရန်ကြီးတန်တယ်အဲ့ဒီအချိန်မှာကိုယ်ဘာတွေပဲ့ပါသွားလဲဆိုတော့ယုံကြည်မှုတွေပဲ့ပါသွားအဲ့ဒါကြီးတိဆောက်အရန်ခတ်တာလမ်းတွေကိုအဆင်မပြေလုပ်ဖို့ပေါ့နော်လမ်းတွေကဘယ်ချိန်ပဲဖြစ်ဆက်လုပ်နေရမယ်အစရင်မမေ့နဲ့လူစားခဲ့ကိုဒီထိရောက်လာတာကိုလည်းကိုကျေးဇူးတင်တယ်ဒါကခုနိုင်ပါဒီလောက်ထိနေပြီနော်ကျွန်တော်တော်တယ်လို့ဆိုမဖြစ်နိုင်ကြဘူးဂျိုတူလို့ဖြစ်တာနော်